မင်္ဂလာပါရှင်ဒီနေ့တော့ဖြိုးကမြန်မာအလွမ်းပြေအကြော်ကြော်စားဖြစ်ပါတယ်မကြီးချင်ရှူရှဲလေးနဲ့ကျွတ်ရွနေတဲ့အကြော်ကြော်နီးလေးကိုဖြိုးနဲ့တူကြည့်ရှုလိုက်စို့နော်အကြော်ကြော်စားဖို့အတွက်ပြင်ဆင်ထားတာလေးတွေကတော့ဖေယုံသခွာနှမ်းရွယ်တန်ပူရာကြော်မုံအချင်းဖြောဖို့အတွက်တန်မြာသီးငရုတ်သီးနဲ့နနမင်းတို့ကိုပြင်ဆင်ထားလိုက်ပါတယ်ဖြိုးကတော့အကျော်ဆိုရင်ဂျပန်တန်ပူရာအမှုန့်နဲ့ပဲကြော်ဖြစ်တာများပါတယ်။တန်ပူရာအမှုန့်ကိုစံချိန်ခွက်2ခွက်စာသုံးပေးထားပါတယ်။အကျော်လေးတွေကျွတ်ရွစီဖို့အတွက်စော်ရာမုန့်နဲ့ငယ်ကိုလည်းထည့်ပေးထားပါတယ်။အရသာကတော့စားထည့်လိုက်ပါတယ်။မုန့်နဲ့ဆက်တဲ့အခါရေကိုတေချာလေးဆက်ပါရဲ့နော်။ရေများသွားရင်အကြော်ကြော်တဲ့အခါမကျွတ်ပဲပျော်သွားတတ်ပါတယ်။ဖြိုးကရေကိုဖြည်းဖြည်းချင်းစီထည့်ပြီးတော့ဝှေ့ပေးထားပါတယ်။ခါရဲအများကြီးမထည့်ပါဘူးရှင်။စံချိန်ခွက်တစ်ခွက်ခွဲကျော်ထည့်ပြီးသွားရင်တော့အခုလိုမပြင်းမကျဲမုန့်နှစ်လေးရလာပါတယ်။ချော်ထားတဲ့မုန့်နှစ်တွေကိုတော့မိနစ်20ကြာအောင်နှက်ထားလိုက်ပါတယ်။မုံနဲ့နှက်ထားတဲ့အချိန်မှာကြော်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်လိုက်ပါတယ်။ဝယ်လာတဲ့ဖယုံသခွားကိုရှည်ရှည်လေးတွေလှီးလိုက်ပါတယ်။ဂျပန်ရောက်စားကလေးကဖြူကဘူးသီးကိုတကူးတကရှာဝယ်ပြီးတော့ဝယ်မစားဖြစ်ပါဘူး။ဖယုံသခွားကိုပဲအစားထိုးပြီးတော့ဝယ်စားဖြစ်ပါတယ်။ဒါကတော့ဂျပန်မာရီမကမြန်မာမှာလည်းရှိရဲ့ကိုရီးယားနှံ့ရွယ်လေးတွေပါ။အကြော်ကြော်စားရင်အရန်စားလို့ကောင်းပါတယ်။ပါဝင်ပစ္စည်းလေးတွေကိုရေတေချာဆေးပေးလိုက်ပါတယ်။ကြော်နဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့မကြီးအချင်းလေးလည်းလုပ်လိုက်ပါမယ်။ကြက်သွန်အဖြူငရုတ်သီးတို့ကိုအခွန်ခွာရေးစိတ်ပြီးတော့ကြိတ်လိုက်ပါတယ်။ကတော့မကြီးဒီပါမကြီးနေရအောင်ရေလွှေးလေးဖြောထားလိုက်ပါတယ်အားလုံးပြင်ဆင်ပြီးသွားပြီဆိုတော့စကြော်ပါမယ်ရှင်ကြော်မဲ့အိုးတွေကိုစီထည့်လိုက်ပါတယ်ပြီးရင်တော့ရေဆေးထားတဲ့နှမ်းရွက်လေးတွေကိုမုန့်နှစ်ကပ်ပြီးတော့စကြော်လိုက်ပါတယ်ကြော်လေးတွေကျွေးရနေစေဖို့ဟိုဘက်ဒီဘက်လှန်ပြီးတော့ကြော်ပေးပါတယ်အချိန်ကြာတဲ့အထိကျွေးရနေစေဖို့မီးအေးလေးနဲ့ကြော်ပေးထားပါတယ်နှမ်းရွက်လေးတွေကြော်ပြီးသွားရင်တော့ဖီယုံသခွားတွေကိုကြော်ပေးပါတယ်ဘူးတီးကြော်အရသာတိုင်းအရန်စားလို့ကောင်းတာမလို့ဖြိုးကတော့အမြဲကြော်စားဖြစ်ပါတယ်မုံနှစ်ဆက်တုံးကရေကိုတေချာဆက်ထားတာဖြစ်လို့ကျွေးရပြီးတော့မုတ်သားကကွဲထွက်မသွားပါဘူးကြော်လေးတွေရဲကျွတ်လာရင်တော့စစ်စစ်ပြီးတော့ဆဲထားလို့ရပါပြီဒါဆိုရင်တော့စီစစ်ထားတဲ့အကြော်လေးတွေကိုစားဖို့အတွက်ပြင်ဆင်လိုက်ပါမယ်။ဖြိုးဒီနေ့လောက်ထားတာကတော့ရမ်း200ဘူးနဲ့အကြော်တစ်ပန်းရပါတယ်နော်။အကြော်နဲ့အလိုက်ဖက်ဆုံးမကြီးချင်လေးလည်းဖြောလိုက်ပါတယ်။မကြီးသည့်အနှစ်ကိုထည့်ပါတယ်။ပြီးရင်တော့ငန်းပြားကြီးထည့်လိုက်ပါတယ်။ဒါကတော့ငရုတ်သီးတောင်းပါ။အစင်းသင်းထောင်းထားတဲ့ငရုတ်သီးတောင်းလေးကိုလည်းထည့်ပေးလိုက်ပါတယ်။ဖြိုးကတော့မွှေးနေအောင်ငရုတ်သီးအကြက်မုံလေးပါထည့်ပေးလိုက်ပါတယ်ချင်းချင်းဆက်ဆက်လေးဖြစ်အောင်တံမြာရည်လေးပါထည့်ညှစ်ပေးထားလိုက်ပါတယ်ကဲတီးရကန်းကအလွမ်းပြေအကြော်ပန်းလေးရပါပြီရှူရှဲမကြီးချင်လေးနဲ့ကျွေးရနေတဲ့အကြော်တွေကစားချင်စပွဲလေးပါနော်ဝယ်စားရတာထဲအခုလိုလွယ်ကူရိုးရှင်းတဲ့အကြော်ကြော်နီးလေးနဲ့အိမ်မှာကြော်စားကြည့်ပါနော်ဆိုင်ကြော်ရည်ထဲအရန်စားလို့ကောင်းပါတယ်။တို့ဒီနေ့ကြော်ပြသွားတဲ့ကျွေးရွနေတဲ့အကြော်လေးလေးကိုသဘောကျမှလို့ယုံကြည်ပါရဲ့ရှင်။တို့ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။